IT support နဲ့ပတ်သက်ပြီးပြောလိုက်တဲ့အချိန်မှာ IT support နဲ့ပတ်သက်ပြီးဘာကိုလေ့လာမလဲဆိုတာကိုပြောရပါတော့။ IT support တယောက်အနေနဲ့ IT industry ထဲသွားတော့မယ်ဆိုလို့ရှိရင်ကျန်တာမလေးထားနဲ့အရေးကြီးဆုံးအချက်က IT နဲ့ပတ်သက်တဲ့ visit ကနေပြီးတော့ရထိုက်တဲ့ level တစ်ခုထိကိုသွားပြီးရင်ကိုသွားမဲ့ target ပေါ့ဘယ် industry ကိုသွားမှာလဲဥပမာကိုက support လုပ်မဲ့ company ကစေဝါလားဒါမှမဟုတ်ဆိုလို့ချင်း hotel လားပါလဲဒါကိုသိဖို့လိုအပ်တယ် okay အဲ့တော့နှစ်ပိုင်းဖြစ်သွားတာပေါ့IT နဲ့ပတ်သက်ပြီးလုပ်ရမယ့်အပိုင်းက computer basic ရယ် A+ တို့ network engineer နဲ့ပတ်သက်တဲ့ networking ရယ် system နဲ့ပတ်သက်တာ Windows တို့ Linux တို့ Mac တို့ဒါတွေကိုသိရမယ်ပြီးရင် router တွေကို config လုပ်နိုင်ရမယ်ပြီးရင် network မှာ Wi-Fi နော် Wi-Fi နဲ့ပတ်သက် Wi-Fi AP တွေဘာတွေကအစပြီးရခါမှာအခုခေတ်စားနေ microtik တို့ပြီးလို့ရှိရင် root G တို့ဘာတို့ညာတို့ပေါ့ဒါမျိုး wireless တွေကိုကိုင်နိုင်ရမယ်ပြီးရင် firewall device တွေကိုကိုင်နိုင်ရမယ်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီserver တွေလည်းနည်းနည်းတီးမိခောက်မိပေါ့ဒါက IT support ဆိုတော့နည်းနည်းလေးတီးမိခောက်မိရှိတဲ့ကကြတော့ပို့ပြီးတော့ပြောလို့ရတယ်နောက်တစ်ခုကသူက IT support ဖြစ်တဲ့အတွက်ကျွန်တော်ကရုံးတွဲမှာရှိနေတဲ့ဝန်ထမ်းတွေကိုကျွန်တော်က service ပေးရမှာ哦အဲ့တော့သူတို့သုံးနေတဲ့ office သုံးနေတဲ့ office software တွေဒါတွေကိုလည်းကိုကသိထားဖို့လိုအပ်တယ်ပုံမ Word တို့ Excel တို့ email ပို့တာတို့ပြီးရင် Outlook တွေပါရှင်းလဲ Outlook တွေပေါ့ဒါမှမဟုတ် Exchange ပေါ့သူဆိုရင် Microsoft Exchange ပေါ့ဒါမျိုးတွေသုံးတာအများကြီးရှိတယ် Okay အဲ့တော့ main နဲ့ပတ်သက်တဲ့ကိစ္စတွေလည်းသိရမယ် Office နဲ့ပတ်သက်တာဆိုရင် Office 365တို့ပါလို့လည်းသိရတယ်ဒါက technical အပိုင်းပေါ့နောက်တစ်ခုအလုပ် target အပိုင်းကကြတော့ကိုသွားမဲ့ industry ကပါလဲဆောင်းကပြောပြီးပါပြီ hotel လားဒါမှမဟုတ်စေဝါနဲ့လားစေဝါပိုင်းဆိုင်ရာပေါ့နော်စေယုံတွေပေါ့ဒါမျိုးလားဒါမှမဟုတ်တခြားသော industry လားဘယ်နေရာလဲ Okay အဲ့ဒါကိုသိပြီဆိုလို့ရှိရင်အဲ့ဒါနဲ့ပတ်သက်တဲ့သူတို့ရှိမှာအလုပ် workflow ကဘယ်လိုတွေလုပ်နေလဲဒါတွေကိုကျွန်တော်တို့ကလေ့လာပြီးတော့သွားပြီးတော့ interview တွေဖြစ်မယ်ဆိုရင်တော့ IT တယောက် IT support အနေနဲ့အလုပ်ထဲကိုစပြီးတော့ဝင်လို့ရပြီအဲ့တော့အလုပ်တစ်ခုခုရပြီဆိုတော့မှကျွန်တော်တို့တခြားသော career ကို professional လုံးဝဥပမာ system administration level ကိုသွားချင်တာလားကိုကဘယ်သွားချင်တာလဲကိုသွားချင်တဲ့ဟာကိုအလုပ်တစ်ခုရပြီဆိုတော့မှဆက်လှမ်းပါအဲ့တော့အရင်ဆုံး ID ဖြစ်အောင်အရင်ဆုံးလုပ်မယ်ပြီးသွားဆိုတော့မှကိုသွားချင်တဲ့ roadmap နဲ့ကိုသွားချင်တဲ့ career ကိုရအောင်သွားမယ် Okay အားလုံးကျေးဇူးတင်ပါတယ်